အဲ့တော့သင်္นานသားတွေအနေနဲ့ကကနဦးဘိလိသင်တော့မယ်ဆိုရင်ကနဦးဘာရင်လေ့လာကြမလဲမှန်ရင်ဖဲ့မလားမှန်ဖဲ့တယ်ဆိုတာကနံပါတ်1ကမှန်ဖဲ့ပြီဆိုရင်ကိုရှိမှမှန်ဖဲ့နေတဲ့လူတွေရှိမယ်ပေါ့နော်ရှိခြင်းမှလည်းရှိမယ်သို့တော့ကိုယ်တိုင်မှန်ကိုစမ်းပြီးတော့မဖဲ့စေခြင်းသေးဘူးလက်ရှိမျက်စိရဝအောင်မျက်စိဆိုအမြင်များအောင်လို့ပေါ့နော်အမြင်အတွေ့အကြုံများအောင်လို့မျက်လုံးထဲမှာဒီမှန်ဖဲ့တာဘယ်လိုဖဲ့တယ်ဆိုတဲ့အတိုင်းအတာလေးတွေနီးမျိုးစုံမြင်ဖို့အောင်အရင်ဆုံးကြည့်ရမယ်နော်နီးမျိုးစုံမြင်အောင်အရင်ဆုံးကြည့်ရမယ်ဒါတော့ဘယ်မှာပဲရှာကြည့်ဥပမာကျုပ်စီမှာပဲမှန်ဖဲ့နီးကိုတောင်းကျုပ်မှန်ဖဲ့နီးတွေအများကြီးပဲတင်ပေးမယ်နော်ပြောပြပေးမယ်ဒါပေမဲ့လောလောဆယ်မှာမှန်ဖဲ့နီးကိုအရင်ဆုံးကနဦးမသုံးစေခြင်းမသုံးနဲ့ကိုကအခြေခံကသွားမယ်မှန်ဖဲ့ပြီဆိုတာနဲ့မှန်ဖဲ့တယ်ဆိုတာကပညာသင်တယောက်စပြီးပညာသင်ကြပြီဆိုရင်အဲ့ဒီတယောက်က2ပတ်နေမှ3ပတ်နေမှသို့တော့4ပတ်မြောက်1လနေမှတော့ကတ်တင်လေးစကန်ပြီးတော့မှန်အဟောင်းလေးတွေရှာပြီးညှက်ကြရတာမှန်အဟောင်းလေးတွေရှာညှက်တဲ့အခါကျတော့အဲ့ဒီမှာထိတွေ့မှုမှန်ရဲ့ဖဲ့နီးဖဲ့ဟန်မှန်ရဲ့ပဲ့ပုံပဲ့နီးထချမ်းသွားသလားကိုလိုချင်သလိုပဲ့လာသလားဆိုတာအတိုင်းတာလေးနော်အဲ့ဒါလေးတွေကမှန်ဖဲ့ကြည့်မှသိမှာသို့တော့အဲ့ဒါတွေကချက်ချင်းလည်းငယ်ပညာစတင်တဲ့ချိန်မှာကတ်တင်တို့ဘာတို့မကင်သေးတာကောင်းတယ်နော်အဲ့တော့နံပါတ်1သူ့ရဲ့လိုအပ်ချက်ကဘာကြည့်မလဲလက်ရှိမျက်မှန်သမားအများစုခုလက်ရှိဘေးလီသင်ခြင်းတဲ့လူအများစုကတောင်ပါဝါနဲ့ပတ်သက်လို့ကြတော့သူတို့အားလုံးနီးသိထားကြတယ်မသိထားတဲ့အချက်တွေပြောပြပေးမယ်ဒီပါဝါအပေါင်းစိတ်တို့အနှုတ်စိတ်တို့အားလုံးသိပြီးသားရေနော်အပေါင်း90အနှုတ်90ဘယ်ဟာပဲဖြစ်ဒါကမျက်မှန်သမားအများစုကဒီပါဝါတွေကအများတန်းထိတွေ့နေတဲ့ပါဝါတွေဖြစ်တယ်အဲ့တော့ထိတွေ့နေတဲ့ပါဝါတွေမှာအရေးကြီးတဲ့အချက်လေးတွေပြောပြပေးမယ်အရေးကြီးတဲ့အချက်ကဘာလို့ဆိုတော့သူတို့ကို PD အရင်ဆုံးဖမ်းရမယ် PD အရင်ဆုံးကြည့်မယ် Sabbatical ဘိုင်းဆိုင်ရာကိုပဲအရင်ဆုံးပြောမယ်နော် Sabbatical ဘိုင်းဆိုင်ရာမှာအရင်ဆုံး PD ကိုကြည့်မယ် PD အရင်ဆုံးဖမ်းမယ် PD ဘယ်လိုကြည့်မလဲ PD ဘယ်လိုဖမ်းကြမလဲ PD ရဲ့သဘောတရားကစေးစာရွက်တွေထဲမှာ PD တွေအကုန်ထည့်ရေးပေးထားတယ်နော်အားလုံးကသိတဲ့နဲ့ဒါကအရင်တော့မျက်မှန်သမားအများစုမျက်မှန်ဆရာတွေပေါ့ဆရာတွေအများစုကမှန်တစ်ခုဝယ်လာသည်ပဲဖြစ်ဖြစ်ကိုယ်တိုင်တွေးထားတဲ့မှန်ပဲဖြစ်ဖြစ်အရင်တော့ကိုယ်တိုင်တွေးကြရတာမှန်ကြီးကခုလိုမျိုး ready made အနေနဲ့ဝယ်လို့ရတဲ့မှန်ရဲ့လို့နဲတယ်မရှိဘူးတကယ်တမ်းပြောမယ်ဆိုအရင်တော့မှန်စစ်တွေပဲသုံးကြတာခုလို fiber တွေတို့ organic တွေတို့ဝင်တာမဟုတ်ဘူးဝင်လဲသုံးတဲ့လူမရှိဘူးအဲ့တော့ကိုယ်တိုင်ဆက်တွေနဲ့တွေးကြတယ်တွေးကြပြီးတော့ကိုယ်တိုင်ကိုသေးတဲ့ power ကိုလည်းကိုယ်တိုင်ကြည့်တယ်သူများသေးတဲ့ power ကိုလည်းကြည့်တယ်ကနဦးသူတို့ဘာရင်ကြည့်ကြတော့ power အစိပ်ပဲဖြစ်ဖြစ်90 100ကြိုက်တဲ့ power ဖြစ်ဖြစ်ကနဦးကြည့်တာကမျက်လုံးနဲ့အရင်ဆုံးစမ်းကြည့်တာဘယ်နားမှာလူးတယ်လဲဘယ်နားမှာလိမ့်တယ်နံပါတ်1လူးလိမ့်နေတဲ့ power ဆိုသုံးလို့မရဘူးပြန်သွေးရတာနံပါတ်2ကျတော့ဒီလူးလိမ့်တာကမျက်လုံးနဲ့မတွေ့နိုင်ဘူးဆိုရင်မှန်ကိုပလက်လန်ကြည့်မယ်သို့တော့သူတို့ရဲ့ခေါင်းပေါ်တွေမှာ2ပေချောင်းဖန်ချောင်းသို့မဟုတ်4ပေဖန်ချောင်းတွေရှိတယ်စက္ကန့်အများစုကဖန်ချောင်းနဲ့ပဲလှုပ်တယ်မီးဝိုင်းတွေပါအသိမသုံးဘူးမီးဝိုင်းလည်းသုံးလို့မရဘူးမှန်ကိုအယောင်တင်တဲ့နေရာတို့အယောင်ကြည့်တဲ့နေရာတို့ကဖန်ချောင်းကပဲလှုပ်ပေးနိုင်တာကျန်တဲ့ဒါတွေမီးဝိုင်းတွေမီးသီးတွေဘာတစ်ခုမှအလုပ်မပေးနိုင်ဘူးနော်ဒါထားလိုက်တော့ဒါပါဝါသေးတဲ့ line နော်